စာလံခန်းကြီး49နှစ်အခန်းငယ်ဓမ္မကိုလူများအပေါင်းတို့လက်ခုပ်တီးကြလော့ဖျားသခင်ထံသို့အောင်တန်ကိုလွှင့်၍ကြွေးကြော်ကြလော့အကြောင်းမူကားအမြင့်ဆုံးသောထာဝရဖျားသည်ကြောက်မက်ပွေသောဖျားမြေကြီးတစ်ပြင်လုံးကိုအစိုးရသောမဟာမင်းကြီးဖြစ်တော်မူ၏လူစုတို့ကိုငါတို့အောက်၌ယင်လူမျိုးတို့ကိုငါတို့ခြေအောက်၌ယင်နှိမ့်ချတော်မူ၏ချစ်တော်မူသောယာကုပ်၏ဖုံးဖြစ်သောငါတို့အမွေကိုငါတို့အဖို့ရွေးပေးတော်မူ၏ကြွေးကြော်ခြင်းအတန်နှင့်ဖျားသခင်တက်တော်မူ၏တဘိုးမှုတ်ခြင်းအတန်နှင့်ထာဝရဖျားတက်တော်မူ၏ဖျားသခင်ကိုချီးမွမ်း၍တခြင်းဆိုကြလော့တခြင်းဆိုကြလော့ငါတို့၏ရှင်ဘုရင်ကိုချီးမွမ်း၍တခြင်းဆိုကြလော့တခြင်းဆိုကြလော့အကြောင်းမူကားဖျားသခင်သည်မြေကြီးတစ်ပြင်လုံးကိုအစိုးရသောမင်းဖြစ်တော်မူ၏ချီးမွမ်းခြင်းထောမနာတခြင်းကိုဆိုကြလော့ဖျားသခင်သည်လူမျိုးတို့တွင်စိုးစံတော်မူ၏ဖျားသခင်သည်တန်ရှင်းသောပလင်တော်ပေါ်မှထိုင်တော်မူ၏လူမျိုးတို့၏အကြီးအကဲတို့သည်အာဗျဟံကိုးကွယ်သောဖျားသခင်၏လူမျိုးထံမှစုဝေးလျက်ရှိကြ၏အကြောင်းမူကားမြေကြီးတန်ခိုးများကိုဖျားသခင်ပိုင်တော်မူ၏အထူးသဖြင့်ချီးမြှောက်ခြင်းရှိတော်မူ၏စာလံခန်းကြီး49နှစ်အခန်းငယ်ဓမ္မကို